ဗျာဘာဟုတ်ကောင်ဟုတ်လားအနက်ရောင်မန္တန်မှော်အတက်တွေနဲ့မှုတ်ထုတ်လိုက်ပါတော့တယ်သူ့သားကကိုစန်းတယောက်စိတ်ထဲမှာကြောက်ခဲဖြစ်နေတယ်ဗျသူ့ရဲ့မိခင်ဖြစ်သူကဝေဒနာခံစားနေရတာကြာပြီးစေးုံစေးကန်းတွေပြပင်မဲ့လဲဘလို့မှမတတ်တာခဲ့ဘူးဗျဒါကြောင့်ပဲနောက်ဆုံးမှာတော့ကိုစန်းဟာလောကီပညာတဲ့အင်းဆရာတယောက်စီမှာအာကိုတကြီးနဲ့အကူကြီးတောင်းလိုက်ရပါတော့တယ်အဲ့ဒီဆရာကသူ့အမေနေကောင်းသွားစေဖို့အတွက်တောနယ်ထဲကဆေးပင်တချို့ကိုရှာဖွေပြီးကြိုတိုက်ရမယ်လို့လမ်းညွှန်ခဲ့တာဖြစ်တယ်ဗျကိုစန်းဟာမဆိုင်မထွားပဲဒီဆေးပင်ကိုရှာဖွေဖို့အတွက်တောထဲကိုချက်ချင်းထွက်လာခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့တစ်စိတ်ရွာနဲ့နေတဲ့တောင်တန်းတွေပေါ်မှာတော့ဒီဆရာပြောတဲ့ဆေးပင်ကိုလုံးဝရှာမတွေ့ခဲ့ဘူးဗျဒါနဲ့ပဲသူဟာဆေးပင်ရလို့စောနဲ့ရှေ့ကူသာဆက်လျှောက်လာလိုက်ပါတယ်တရပြီးတရက်ကုံလွန်သွားရင်ရွာနဲ့အလန်းဝေးရာတောနယ်ကြီးတဲ့ကိုရောက်ရှိသွားပါတော့တယ်အဲ့ဒီနေရာကတော့ထိုင်းနဲ့မြန်မာနယ်စပ်ကြားကတောနယ်ကြီးတစ်ခုဖြစ်နေပေမဲ့လည်းကိုစန်းကတော့အကြောက်လန့်မရှိခဲ့ဘူးဗျဘာလို့လဲဆိုတော့သူကတောတိုးနေကြလူတစ်ယောက်ဖြစ်တယ်လို့လမ်းခရီးအတွက်လည်းရိတ်ခါတွေကိုအစုံလင်ပြင်ဆင်လာခဲ့တာကြောင့်လည်းဖြစ်တယ်ဗျလမ်းခရီးမှာကိုစန်းတယောက်ဒလိလေးမေးမျောနေတဲ့အဖိုးအိုတယောက်ကိုတွေးလိုက်ရပါတယ်ဒါနဲ့ပဲသူလည်းစိုးရင်တကြီးနဲ့အနာကိုပြေးပြီးအကူကြီးပေးလိုက်ပါတယ်ကိုစန်းကတော့အဘကြီးတတိထားပါဦးဗျအဲ့ဒီခါမှာတော့အဖိုးအိုကကျေးဇူးတင်ပါတယ်မောင်ရင်ရဲ့ငါ့ကိုအသက်ချမ်းသာရအောင်ကူညီပေးလို့ဒါနဲ့အဘကဘာလို့ဒီတော့ထဲမှာတယောက်တည်းရှောက်သွားနေရတာလဲဗျငါသားလေးအတွက်စားစရာရှာပေးမလို့ထွက်လာတာပါကွ။ကျွန်တော်မှစားစရာတွေအပိုပါလာပါတယ်။အဘသားအတွက်ကျွန်တော်ခွဲဝေပေးပါမယ်။အဖိုးအိုကကြည်ရတာအချိန်ကြီးတိတ်မကောင်းတာဘူးဗျ။ခဏမူးကျင်သလိုဖြစ်နေတာနဲ့ကိုစံလည်းအဖိုးအိုကိုတွဲပြီးတောလေကတဲပြက်လေးစီကိုလိုက်ပို့ပေးလိုက်ပါတယ်။ရောက်ထားတဲ့ကိုစံလည်းသူ့မှာပါလာတဲ့ရိတ်ခါတွေကိုထုတ်ပြီးအဖိုးအိုရဲ့တားဖြစ်သူကိုကျွေးဖို့ပြင်လိုက်ပါတယ်။ဒီကောင်လေးကြည်ရတာတကူလုံးပိန်လီ၆ကက်နေတာပဲဗျဘာတခွန်းမှလည်းမပြောဘူးကိုစံပေးတဲ့အစားအစာတွေကိုလည်းမစားပဲဒူးနှစ်ဖက်ကိုပိုက်ပြီးထိုင်ပြီးငိုင်းနေရှာပါတယ်ဒီကောင်လေးဟာခေါင်းငိုက်ဆိုင်ချထားပြီးစိတ်မနှံ့တဲ့လူတစ်ယောက်လိုဖြစ်နေပါတယ်အဖိုးအိုကတော့သူ့ဘဝအကြောင်းကိုစံကိုရင်ဖွေ့ရှာတယ်ဗျသူဟာနေဆက်တစ်ဖက်ချမ်းကနေဒီဘက်မှာအလုတ်လာလို့ရင်ဒီကဒေသခံအမျိုးသမီးနဲ့အိမ်အောင်ကြခဲ့တာဖြစ်တယ်ဗျဒါပေမဲ့နောက်ပိုင်းမှာတော့သူ့ဇနီးရောသူ့သားကပါဆွန့်ပြေးပြီးထွက်ပြေးသွားခဲ့တာဖြစ်တယ်ဗျကိုစံဟာအဖိုးအိုရဲ့ဖြစ်အင်းကိုနားထောင်ရင်းအတော်လေးစိတ်မကောင်းဖြစ်ပြီးတနာကယူနာတက်သွားမိပါတယ်ဒါနဲ့ပဲသူကိုယ်တိုင်လည်းဒီတောနတ်ထဲကိုရောက်လာရတဲ့အကြောင်းရင်းဖြစ်တဲ့နေမကောင်းဖြစ်နေတဲ့မိခင်အတွက်စေးပင်လာရှာရတဲ့အကြောင်းကိုအဖိုးအိုကိုပြောပြလိုက်ပါတော့တယ်အဖိုးအိုကတော့ဒီနားတစ်ဝိုက်မှာမောင်ရင်ပြောတဲ့ဆေးပင်တွေအများကြီးရှိပါတယ်ကွငါ့ကိုကူညီပေးခဲ့တာကိုကျေးဇူးဆက်တဲ့အနေနဲ့ဒီဆေးပင်တွေကိုငါကိုယ်တိုင်ရှာဖွေပေးပါမယ်နေပါစီဘရဲ့ကျွန်တော်လည်းလိုက်ခဲ့ပေးပါမယ်အဘကမှနေကောင်းသေးတာမဟုတ်ဘူးလမ်းမှာမူးလဲသွားရင်ခက်ကုန်ပါဦးမယ်ကျွန်တော်ပါလိုက်ရှာပေးပါမယ်ခင်ဗျရပါတယ်ကွငါအခုနေကောင်းသွားပါပြီမောင်ရင်ဘာမှစိတ်မပူပါနဲ့အဘဆေးပင်သွားရှာနေတော့ဒီမှာပဲခဏစောင့်ရင်းနဲ့ငါသားလေးကိုကူကြည့်ပေးထားပါဦးအဖိုးအိုပြောတာကိုမောင်ဆန်လည်းနားလည်ပြီးလိုက်ပြီးတဲထဲမှာပဲကြံခဲ့ဖို့သဘောတူလိုက်တယ်ဗျအဖိုးအိုဟာတောထဲကိုတဖြည်းဖြည်းဝင်သွားရင်မျက်စိအောက်ကနေပျောက်ကွယ်သွားတဲ့အချိန်မှာပဲခုနကငြိမ်နေတဲ့ကောင်လေးဟာရုတ်တရက်ခေါင်းမော့လာပြီးကိုဆန်ကိုစူးစူးဝါးဝါကြည့်လိုက်ပါတယ်အဲ့ဒီကောင်လေးကတော့မင်းအခုချက်ချင်းဒီကနေထွက်သွားတော့အသက်မသေးခြင်းရင်တော့မင်းပြန်တော့ဟာဘာကိုဆိုလိုတာလဲညီလေးရဲ့ဘာကိုဆိုလိုရမှာလဲကွမင်းဒီမှာဆက်နေရင်ဖုတ်တရေကအစာဖြစ်တော့မှမလို့ပြောနေတာကွကောင်လေးကမျက်လုံးပြူးသားနဲ့စိုက်ကြည့်ပြီးအော်ဟစ်လိုက်တာကြောင့်ကိုစံတယောက်တုံလို့ခြောက်ချသွားရပါတယ်ဒီကောင်လေးကတကယ်ပဲစိတ်မှန်ရဲ့လားဆိုတာကိုလည်းသူကဝေခွဲလို့မရတော့ဘူးလေဒါပေမဲ့ကိုစံဟာကောင်လေးရဲ့စကားကိုအတီးကြီးတော့မယုံကြည်သေးဘူးဗျဒီကောင်လေးဟာစ
စိတ်ဝေဒနာခံစားနေရတော့ရှောက်ပြောနေတာလို့ပဲတွေးထင်လိုက်မိပါတယ်အဲ့ဒီချိန်မှာပဲအဖိုးအိုဟာတဲရှိကိုရုတ်တရက်ပြန်ပေါ်လာပါတော့တယ်အော်အဘစေးပင်ရှာပေးမယ်ဆိုပြီးဘာလို့ဒီနားမှာပဲရှိနေသေးတာလဲဗျငါသားကိုစိတ်မချလို့ပါဒီနားကပဲချောင်းနေတာငါရှာပေးတဲ့အစာကိုသူစားမလားလို့စောင့်ကြည့်နေတာနောက်ဆုံးတော့မစားတဲ့အပြင်အစာကိုတောင်လှုပ်ပေးဖို့ကြံနေသေးတယ်မိုက်လိုက်တဲ့သားကွာအဲ့ဒီခါမှာတော့အဖိုးအိုရဲ့သားဖြစ်သူကကျွန်တော်ကအဖေလိုမျိုးလူသားစားတဲ့ဖုတ်တကောင်မဖြစ်ချင်လို့ပါဗျဗျာဘာဖုတ်ကောင်ဟုတ်လားမင်းနားနဲ့ကြားသားပဲကွအခုချက်ချင်းပြေးတော့ငါအဖေမင်းကိုအစာဖြစ်မတတ်ခင်အခုချက်ချင်းဒီကနေထွက်သွားတော့ကိုစန်းတယောက်ဇဝေဇဝါဖြစ်သွားရပါတယ်ဒီသားဖာနှစ်ယောက်ပြောနေတာတွေကအတီလားဒါမှမဟုတ်နောက်နေလာလားဆိုတာကိုတော့သူဝေခွဲလို့မရနိုင်ဘူးဗျဒါပေမဲ့အဖိုးအိုရဲ့ပြောင်းနေသွားတဲ့အမူအရာကိုကြည့်လိုက်တဲ့အခါမှာတော့အဖိုးအိုရဲ့ရုပ်ရည်ဟာပုံမှန်မဟုတ်တော့ပဲဖြည်းဖြည်းချင်းပြောင်းလဲလာပါတော့တယ်မျက်နှာတစ်ခုလုံးကမဲမှောင်လာပြီးမျက်လုံးတွေကပြူးထွက်လာသလိုရှာကြီးကလည်းအပြင်ကိုတိလိကြီးထွက်လာပါတော့တယ်အဆိုးဆုံးကတော့အဆွဲတွေနဲ့လက်သေးတွေဟာအလိုလိုရှည်ထွက်လာတာကိုမြင်လိုက်ရတဲ့အခါမှာတော့ကိုစန်းတယောက်သွေးပြတ်မတက်ကြောက်လန့်သွားရပါတော့တယ်အဘရဲ့ရုပ်ကြီးကဘာလို့ဒီလောက်တောင်ပြောင်းလဲသွားရတာလဲဗျအဲ့ဒီအခါမှာတော့အဖိုးအိုရဲ့တားဖြစ်သူကငါပြောသားပဲကွငါအဖေကဖုတ်ပါလို့မင်းအသက်မသေးခြင်းရင်တော့အခုချက်ချင်းပြေးလိုက်တော့ကောင်လေးရဲ့အော်ဟစ်မောက်ထုတ်တဲ့အဆုံးမှာတော့ကိုစံလဲတဲဘော်ကနေဒုံဆိုင်ခုံဆင်းပြီးအသက်လူကထွက်ပြေးပါတော့တယ်ဒါပေမဲ့ဖုတ်အဖိုးကြီးကလည်းကိုစံနောက်ကိုဖြောက်သားတို့အရှိန်ဟုံးနဲ့လိုက်လာခဲ့တယ်ဗျခဏအတွင်းမှာတင်ပဲကိုစန်းရဲ့ရှေ့ကနေပိတ်ရက်ပြီးသူ့ပါးစပ်ကနေအနှက်ရောင်မန္တန်မှော်အတက်တွေနဲ့မှုတ်ထုတ်လိုက်ပါတော့တယ်သူ့သားကလူသားမဆားတော့လဲဒီအစာကိုအလဟတ်တာအဖြစ်မခံနိုင်ဘူးဆိုတဲ့သဘောနဲ့ကိုစန်းရဲ့အသားနဲ့သွေးကိုစုပ်ယူဖို့ပြင်ဆင်လိုက်တာဖြစ်တယ်ဗျအဲ့ဒီအချိန်မှာပဲမထင်မှတ်ထားတဲ့တခုကဖြစ်သွားခဲ့တယ်ဗျအဖိုးကိုမှုတ်ထုတ်လိုက်တဲ့ဂါရမန္တန်တွေဟာကိုစန်းရှိကိုမရောက်ဘဲရားကနေအဖိုးအိုရဲ့သားကအတင်းဝင်ခံလိုက်တာကြောင့်သူ့ရဲ့ရင်ဘတ်ကိုတက်တဲ့ကြီးထိမှန်သွားပါတော့တယ်အဲ့ဒီကမှတော့အဖိုးအိုကဟဲ့ငါသားမင်းဘာလို့ဒီလိုဝင်ခံရတာလဲဒီအပေါင်းမန္တန်ကမင်းကိုအသက်အန္တရာယ်ပေးနိုင်တယ်ဆိုတာကိုမသိဘူးလားကွအဲ့ဒီခါမှတော့အဖိုးအိုရဲ့တားဖြစ်သူမောင်မျိုးကအဖေထက်ပြီးအာကုသိုလ်တွေမလုပ်စေချင်လို့ကျွန်တော်အသေးခံလိုက်တာပါအဖေရဲ့ငါအာကုသိုလ်လုပ်နေတာမဟုတ်ပါဘူးကွငါအသက်ဆက်ရှင်ဖို့ပြီးတော့မင်းကိုစောင့်ရှောက်ဖို့အတွက်ငါအစာရှာနေတာပါအဖေရဲ့စောင့်ရှောက်မှုကိုခံယူပြီးအသက်ရှင်နေရတာတဲ့ကျွန်တော်ကသေသွားတာမှပိုကောင်းဦးမယ်ဗျအခုကျွန်တော်ဘဝကအရှင်လက်လက်သေနေသလိုပဲဆိုတာကိုအဖေကသိရလားကျွန်တော်ဆန္ဒမပါပဲဒီဖုတ်ပညာတွေကိုအတင်းအကျပ်လက်ဆင့်ကမ်းခဲ့တာလေအခုကျွန်တော်ဘလောက်တောင်ဒုက္ခရောက်ပြီးစိတ်ဆင်းရဲနေရတယ်ဆိုတာအဖေမသိဘူးလားအဖိုးအိုရဲ့တားဖြစ်သူဟာရင်ထဲမှာနှစ်ပေါင်းများစွာအောင်းထားခဲ့ရတဲ့ခံစားချက်တွေကိုအားရပါးရအော်ဟစ်ပြီးရင်ဖွင့်ချလိုက်ပါတော့တယ်အဖိုးအိုရဲ့တားဖြစ်သူမောင်မျိုးဟာသူ့အဖေလိုဖုတ်တကောင်မဖြစ်ရှင်တာကြောင့်အဖေရှာပြီးတဲ့ဘလူးအစာကိုမှမစားဘဲနေလာခဲ့တာပါအကယ်၍သူကစားလိုက်မယ်ဆိုရင်တော့သူ့ကိုယ်ထဲမှာအောက်လန်းအမှောင်မှော်အတက်တွေဟာအပီးအပိုင်ဆွဲကပ်သွားပြီးဖုတ်အဖေအသွင်ပြောင်းသွားမှာကိုသူကကောင်းကောင်းသိနေတယ်ဗျဒါကြောင့်လေသူ့ခန္ဓာကိုယ်ဟာအခုလိုပိန်ချုံချောက်ကပ်နေရတာဖြစ်ပါတယ်ဒါပေမဲ့ဖုတ်အဖိုးကြီးကတော့သူ့ရဲ့သားခံစားချက်ကိုလုံးဝဂရုမစိုက်ခဲ့ဘူးဗျသူကတော့ဒီအမောင်ပညာကိုတက်မြောက်ထားရင်လူသားတွေတဲ့တကူအာနာပုံမူကြီးမလာမယ်လို့ပဲတစ်ထစ်ကြယုံကြည်နေတာပါသူဟာနှောင့်နှိမ့်မနေတော့ပဲဘေးကကန့်လန့်ခံနေတဲ့တားဖြစ်သူကိုဘေးကိုစောင့်တုံးပစ်လိုက်ပြီးကိုဆန့်ရှိကိုအငတ်မရပြေးဝင်လာပါတော့တယ်ဘေးအန်ဒီရဲ့ကလက်တကန်းအကွာကိုရောက်လာတဲ့အချိန်မှာတော့ကိုဆန်ဟာမျက်စိကိုအသားမိတ်လက်အုပ်ချီပြီးအာယုံကိုတစ်ချက်စူးစီးလိုက်ပါတယ်သူရုတ်တရက်သတိရသွားတာကသူ့ရဲ့အင်ကြီးအိတ်ကက်ထဲမှာဆရာပေးလိုက်တဲ့နမင်းကြီးရဲ့အင်းဆုပ်ခါရာလေးပဲဖြစ်တယ်ဗျကိုဆန်ဟာအဲ့ဒီအင်းဆုပ်လေးကိုအတင်းကျပ်ဆုပ်ကန်ရင်း
နမင်းကြီးရဲ့နှလုံးသားဂါထာကိုအာကိုတကြီးနဲ့ရုပ်ဖက်လိုက်ပါတော့တယ်အန်ဩစရာကောင်းတာကနမင်းကြီးရဲ့ဖုံးတကူတော်ကြောင့်ကိုဆန်ကင်ထားတဲ့အင်းစုပ်လေးစီကနေရွှေရောင်အလင်းတန်းကြီးတစ်ခုဟာရုတ်တရက်ထွက်ပေါ်လာပြီးဖို့အဖိုးကြီးရဲ့ကိုတက်တယ်ကြီးထိမှန်သွားပါတော့တယ်ဖို့အဖိုးကြီးဟာသူ့ကိုယ်သူမမြင်နိုင်တဲ့ဒုက္ခကြီးနဲ့အပြင်းအထန်အရိုက်ခံရတယ်လို့မျိုးခံစားလိုက်ရပြီးမြေပေါ်ကိုလွင့်စင်ကျသွားပါတယ်သူဟာဝေဒနာကိုမခံစားနိုင်တော့ပဲအော်ဟစ်ညှိထွားရင်းမြေပေါ်မှာလူးလိမ့်လို့နေပါတော့တယ်ဖို့အဖိုးကြီးလဲကျသွားတာကိုမြင်လိုက်ရတဲ့ကိုဆန်းဟာအခွင့်အရေးကိုလက်လွတ်မခံပဲဒဏ်ရာရနေတဲ့မောင်မျိုးကိုအတင်းထူပြီးတောနက်ထဲကနေအသက်လူထွက်ပြေးပါတော့တယ်တောင်တန်းတွေကိုဖျက်ရှိုးမြောင်တွေကိုကြော်ဖြတ်ပြီးမိုင်ပေါင်းများစွာခီးနှင်ခဲ့ကြရင်နောက်ဆုံးမှာတော့ကိုဆန်တို့ရဲ့တစ္ဆိတ်ရွာအစွန်ကတစ်သားအိမ်လေးစီကိုအမောတကုန်းနဲ့ပြန်ရောက်လာပါတော့တယ်အိမ်ရောက်တဲ့ခါမှာတော့ကိုဆန်ဟာသူ့ရဲ့မိခင်ကိုအကျိုးကြောင့်ရှင်းပြလိုက်ပါတယ်ဒီကောင်လေးကိုတောထဲမှာတွေ့ခဲ့ပြီးအန်ဒီရကနေကယ်တင်လာခဲ့တာဖြစ်လို့ဒဏ်ရာတွေတက်တက်လာတဲ့အထိအိမ်မှာခဏလောက်ခုံတုံခွင့်ပေးဖို့တောင်းဆိုလိုက်တယ်ဗျကိုဆန်ရဲ့မိခင်ဒေါ်နုဟာစိတ်ထားနူးညံ့သူတယောက်ဖြစ်တာကြောင့်ဒီကောင်လေးကိုမြင်ချင်းပဲတားရင်တယောက်လိုကျင်နာသွားမိပါတယ်မောင်မျိုးကတော့ကျွန်တော်ကဖုတ်ကောင်တကောင်ဆိုတာသိရတဲ့နဲ့ကိုဆန်ကဘာလို့ကျွန်တော်ကိုခုလိုကူညီပေးရတာလဲဗျငါမြင်နေရတာပဲညီလေးရာမင်းဖုတ်တကောင်မဖြစ်ရလေအောင်ညီမျိုးစုံနဲ့အစွမ်းကုန်ရုန်းကန်နေတာကိုငါတွေးခဲ့ရလို့ပေါ့ကွာငါကမင်းကိုဘဝတစ်ခုမှာအေးအေးဆေးဆေးနဲ့ပြန်ပြီးရှင်းသန်းသေးချင်တာပါကွာကျွန်တော်ကိုတကယ်ပဲမကြောက်ဘူးလားကိုဆန်ရငါသာကြောက်ရင်မင်းကိုငါအိမ်ထိခေါ်လာပါမလားကွာစိတ်အေးအေးထားပါငါလူရာသူတို့နှစ်ယောက်ပြောနေတာကိုအကွယ်ရနေချောင်းနားထောင်နေတဲ့ဒေါ်နုဟာဖုတ်ဆူတဲ့စကားကိုကြားလိုက်ရတဲ့အခါမှာတော့တုံ့နှုတ်ချောက်ချပြီးအကြီးကျယ်ထိတ်လန့်သွားရပါတယ်ဒါပေမဲ့ကောင်လေးရဲ့မျက်နှာကိုတေချာကြည့်လိုက်မိတဲ့အချိန်မှာတော့သူ့ရဲ့အရင်ကခင်မွန်းဟောင်းကိုပဲတွားတွားသတိရနေမိပါတယ်ဘာလို့လဲဆိုတော့ဒီကောင်လေးရဲ့ရုပ်ရည်ဟာသူ့ရဲ့ခင်မွန်းဟောင်းနဲ့တပုံစံနဲ့ပဲတူနေလို့ဖြစ်တယ်ဗျအဲ့ဒီချိန်မှာပဲဖုတ်အဖိုးကြီးဟာသူ့သားရဲ့နောက်ကိုတောက်လျှောက်ခြေရခံလိုက်နေပါတော့တယ်ဖုတ်ဖိုးကြီးဟာတားဖြစ်သူကိုစိတ်ပူတဲ့ဇောနဲ့တောနယ်ထဲကနေဒလက်ဆက်လိုက်လာခဲ့ရာကနေနောက်ဆုံးမှာတော့ကိုဆန်ရဲ့အိမ်ကိုရှာတွေ့သွားခဲ့ပါတော့တယ်သူဟာအိမ်ပြင်ကနေခက်လန်းလန်းမှာအကြာကြီး၆ကြီးနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအိမ်ထဲကနေထွက်လာတဲ့ဒေါ်နုကိုမြင်လိုက်ရတဲ့အခါမှာတော့ဖုတ်ဖိုးကြီးတယောက်ထိတ်လန့်သွားသလိုတပြိုင်နက်တည်းမှာပဲဝမ်းသာလုံးစို့သွားရပါတော့တယ်ဘာလို့လဲဆိုတော့ကိုဆန်ရဲ့မိခင်ဒေါ်နုဆိုတာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတားကြီးကိုခေါ်ပြီးသူ့ရှိကနေထွက်ပြေးသွားတဲ့သူ့ရဲ့ဇနီးအရင်ကြီးဖြစ်နေလို့ဖြစ်တယ်ဗျအဖြစ်မှန်ကိုသိလိုက်ရတဲ့ချိန်မှာတော့ဖုတ်ဖိုးကြီးတယောက်နောင်တတွေနဲ့ရင်တုမနာဖြစ်သွားရပါတော့တယ်သူဟာသူ့ရဲ့တားရင်ခောက်ခောက်ဖြစ်တဲ့ကိုဆန်ကိုကိုယ်တိုင်တက်ဖြတ်ပြီးအစာပြစ်စားဖို့ကြံစီခဲ့မိတာကိုဗျဒါပေမဲ့ဖုတ်ဖိုးကြီးဟာဒီကိစ္စကိုဘယ်သူမှပြန်မပြောပဲသူတယောက်တည်းရင်ထဲမှာပဲမြုပ်နှံထားလိုက်ပါတော့တယ်သူဟာသူ့မိသားစုကိုအဝေးကနေနေတိုင်းချောင်းကြည့်နေခဲ့ပါတယ်လူတွေကိုအမှန်တိုင်းဖွင့်ပြောဖို့သူမရဲခဲ့ဘူးလေသူဟာသူ့ရဲ့တားဖြစ်သူကိုပြန်ခေါ်ဖို့အတွက်လဲအခွင့်ကောင်းကိုစောင့်ဆိုင်နေခဲ့ပါတော့တယ်သူအကြောက်ဆုံးအရာကတော့ဒီနေ့မှတားငယ်မောင်မျိုးရဲ့ကိုယ်ထဲကအိပ်ပျော်နေတဲ့ဖုတ်မော်အတက်တွေနိုးထလာရင်မောင်မျိုးဟာဒီအငမ်းမရဆော်လောင်မှုကိုမတားဆီးနိုင်တော့ပဲသူ့ရဲ့အကိုရင်းဖြစ်တဲ့ကိုဆန်းနဲ့မိခင်ဖြစ်သူဒေါ်နုကိုတောင်ပြန်ပြီးအစားဖြစ်စားပြစ်မိမလားဆိုတာကိုပါပဲဒီအတွေးကပဲဖုတ်အဖိုးကြီးကိုအမြဲတမ်းချောက်လန့်နေပါတော့တယ်ဇလန်းလေးကတော့ဒီမှာတင်ပြီးဆုံးသွားခဲ့ပါပြီခမညာအဆုံးထိနားဆင်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခမညာကျွန်တော်တို့ channel လေးကိုလည်း like and subscribe လုပ်ပြီးဘေးနားက notification bell လေးကိုလည်းနှိပ်ထားပေးခဲ့ကြပါဦးခမညာအားလုံးပဲဘေးရန်ကင်းကွာကျန်းမာချမ်းသာကြပါစေခမညာ